မင်္ဂလာပါရှင်လိုင်ဇာ TV ရဲ့ဗမာတိုင်းနာဘာသာအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီဇင်ဘာ29ရက်နေ့ညနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျွန်မအခွန်မန်ဂျေလာကနေပြီးတော့တင်ဆက်ပေးပါမယ်ဗမာမြို့တင်တိုက်ပွဲကြောင့်အနောက်တိုင်းတောင်ပိုင်းဌာနချုပ်တို့စီပီရှောင်းလာတော့စီရှောင်းပြည်သူများကိုဒီဇင်ဘာ26ရက်နေ့တွင်အနောက်တောင်ပိုင်းတိုင်းစီရှောင်းကေဆယ်ရေးကော်မတီမှတွားရောက်တွေ့ဆုံခဲ့ကြောင်းသိရပါတယ်တွားရောက်တွေ့ဆုံရာတွင် ADIPO နော်ဂူပလောင်ရှောင်းနှင့်အတွင်ရမူလက်ဖိုက်လမိုင်တို့မှစီရှောင်းပြည်သူများအတွက်စာနာရေးကစေဝါများတွားရောက်လူဒန်းခဲ့ကြပြီးတောက်ရည်တန်းဒီဇေစီကလန်900နှင့်စာအိတ်900တို့ကိုလည်းတွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသိရပါတယ်ရှင်စစ်ဆောင်များကိုတည်ရှိနေတော့ကော်မတီဝင်များနှင့်ရဲရွာအုပ်ချုပ်ရေးမှူးများလည်းတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြကြောင်းလည်းသိရပါတယ်ရှင်။ဗမော်မြို့တင်တိုက်ပွဲဟာလွန်ခဲ့တော့နှစ်ဒီဇင်ဘာ2024ခုနှစ်မှစာရွေတိုက်ပွဲပြင်းထန်လာတာကြောင့်ပြည်သူများဟာအမြစီတီပါပေါင်မမ်မလင်းရေလေကျွန်းတော်ရွာရှိဘူတောင်နတ်ခုတ်ဂျန်မိုင်အောင်တာယာနောင်စစ်နှင့်ထီလင်းရွာများရှိဖျားကြောင်ဖုန်ကြီးကျောင်းများနှင့်ဆွေမျိုးအိမ်များတွင်ထန်တာထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်းသိရပါတယ်ရှင်။ဟူးကောင်ခရိုင်အတွင်းစစ်ကော်မရှင်နှင့်ကံရင်တပ်များတိုက်ပွဲဖြစ်ပွားနေတာကြောင့်တနိုင်းမြို့တွင်စစ်ကော်မရှင်တပ်ဖက်တွင်ပြည်သူတွေကိုအရင်ကထပ်ပို့ပြီးစစ်ဆေးမေးမြန်းတာတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။နေ့ရောညပါဆက်တိုက်စစ်ဆေးမေးမြန်းနေတာကြောင့်ပြည်သူအများတော်လာရေးပိုင်းမှာခက်ခဲနေရကြောင်းလည်းသိရပါတယ်ရှင်။ကံရင်အမှတ်14တပ်ရင်ဘက်ဒီဇင်ဘာလပိုင်းကနေပတ်မောခလုံကောင်မှာတိုက်ပွဲဖြစ်ပွားနေတာကြောင့်တနိုင်းမြို့တွင်စစ်ကော်မရှင်တပ်မှတေခုကန်ဟိုတယ်လမ်းကြုံလမ်းကြားတွေထိပါစစ်ဆေးမေးမြန်းတာတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။တိုက်ပွဲအခြေအနေမျိုးကြောင့်တနိုင်းနဲ့အုံလွတ်ကျေးရွာရှိမရေခလမ်ကိုလည်းပိတ်ထားရတာဖြစ်ပြီးတင်းကုတ်ကျေးရွာမှာလည်းပြည်သူစစ်ပူပေါင်းတပ်တွေဂိတ်ချထားပြီးပြည်သူစစ်ပူပေါင်းတပ်တွေဂိတ်ချထားပြီးပြည်သူတွေကိုတင်းကျပ်စွာစစ်ဆေးမေးမြန်းမှုတွေလှုပ်ဆောင်နေကြောင်းသိရပါတယ်ရှင်။ဖကန်ဒေတာတွင်စစ်ကော်မရှင်ပြုလုပ်တော်မဲ့ရေကောက်ပွဲကိုဒေသခံများအလိုမရှိကန့်ကွက်ကြောင်းဒီဇင်ဘာ24ရက်နေ့တွင်ဆန္ဒပြထုတ်ဖော်ခဲ့ကြောင်းစုံစမ်းသိရှိရပါတယ်။ဖကန်အတွင်းအင်အားစုများပူးပေါင်းပြီးအခုလိုဆန္ဒပြထုတ်ဖော်ရတာစစ်ကော်မရှင်ကိုအလိုမရှိကြောင်းတရုတ်အစိုးရနှင့်စစ်ကော်မရှင်ကပြုလုပ်တော်မဲ့မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ကန့်ကွက်ကြောင်းပူးပေါင်းဆန္ဒပြတာဖြစ်ကြောင်းလည်းသိရပါတယ်ရှင်။အလိုမရှိဆန္ဒထုတ်ဖော်ရတွင် No Vote Shame Election Listen to People's Well Cancel the မြစ်ဆုံ project ပြည်သူစန္ဒကိုနားထောင်မြစ်ဆုံစီမံကိန်းကိုချက်ချင်းဖျက်သိမ်း Save မြစ်ဆုံ Stop Dictatorship Project တရုတ်အစိုးရမြစ်ဆုံစီမံကိန်းချက်ချင်းရက် Stop မြစ်ဆုံ Down Forever အရာဝတီကိုကာကွယ်ကြ No doubt မြစ်ဆုံ is no for China ဆိုတဲ့ဆောင်းပုတ်တွေနဲ့စန္ဒပြခဲ့ကြောင်းလည်းသိရပါတယ်ရှင်။အရာစုထုတ်ဖော်ရတွင်ဖက်ကမြို့ရှိဒေသခံပြည်သူ40ဦးပါဝင်စန္ဒထုတ်ဖော်ခဲ့ပြီးပြည်သူအလုံးပါဝင်ကြရန်ဆက်လက်၍လဲလူဆောင်မှုတွေပြုလုပ်တော်မူဖြစ်ကြောင်းလေးသိရပါတယ်။လွန်ခဲ့တဲ့ဒီဇင်ဘာလ10ရက်နေ့ကစပြီးဖကန်လွန်ခန့်နှင့်စိန်တုံတွေမှာဈေးဆိုင်တွေပိတ်ထားပြီးအပြည့်မထွက်တပိတ်မောက်ခဲ့ကြောင်းလေးသိရပါတယ်ရှင်။နားဆင်ခဲ့ကြတော့မိဘပြည်သူများအားလုံးကိုယ်စိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။